အောင်တွေမိမိန်လို့ရှုံးနေခြင်းကကံကြမ္မာလို့ဖြစ်နေပြီလားကံကြမ္မာလို့ဖြစ်နေပြီလားအိမ်ခွင်အဝေးခွင်မရွေဘူးမန်ချက်စတာရဲ့လက်အောက်မှာဒူးထောက်ရမန်ချက်စတာရဲ့လက်အောက်မှာဒူးထောက်ရလူမစုံတဲ့ရန်သူကလန်ဒန်မြေတီလာပြီးနာရင်ကိုရိုက်နှက်သွားခဲ့အမှန်တရားကတော့ခါတီးလို့နေစေချန်ပီယံလေးရဲ့ချဲစင်တန်းတွေနဲ့လမ်းဝေးကွာလို့အိမ်မက်တွေက